သွေးလို့မွေးမွေးပြန့်ပြန့်ရနံလေးဆုံးစွာမြမတမျိုးသားလုံးစားသုံးကြတဲ့ရိတ်ခါထိုရိတ်ခါပါလိမ့်မည်ရေမလေးပင်ဖြီဆိုမှာစပါးထွက်သီးနှံဆန်လို့ခေါ်တယ်ဗျာပလဲရောင်သွေးလို့မွေးမွေးပြန့်ပြန့်ရနံလဲဆုံးစွာမြမတမျိုးသားလုံးစားသုံးကြတဲ့ရိတ်ခါထိုရိတ်ခါပါလိမ့်မည်ရေမနီးပင်ဖြေဆိုမှာစပါးထွက်သီးနှံဆန်လို့ခေါ်တယ်ဗျာပြည်တွင်မှာလေစားသုံးနေတာဒီပကိုလေရောင်းချနိုင်တာမြမရိတ်ခါစပါးဆိုင်ကိုသာစားတဲ့ဘိုးတူအောင်လှုပ်ဆောင်ပြိုးပန်းရရမှာမြေဧရိယာတိုးချဲ့ကစိုက်ကြပြိုးကြပါသီးနှံစပါးတွေစိုက်ပြိုးပါတိုးချဲလို့သာစိုက်ပြိုးပါလမိုင်းစနစ်နဲ့စိုက်ကြပြိုးကြပါဒေသထနှုံးတိုးအောင်စနစ်မျိုးမျိုးနဲ့စိုက်ပြိုးကြရင်သာမြမပြည်တော်မှာရွှေရောင်သွမ်းကစပါးပုံတွေတလိုင်းတိုင်းပါဆန်သက်ကြီးတွေတမြိုင်ရိုင်းသာနိုင်ငံတလွားမှာတို့တလောင်စားပါနိုင်ငံသားတို့ပင်တင်ရင်တင်နိုင်တာပလဲရောင်သွေးလို့မွေးမွေးပြန့်ပြန့်ရနံလေးဆုံးစွာမြမတမျိုးသားလုံးစားသုံးကြတဲ့ရိတ်ခါထိုရိတ်ခါပါလဲမင်းရေမနေပင်ဖြီဆိုမှာစပါးထွက်သီးနှံဆန်လို့ခေါ်တယ်ဗျာပြည်တွင်မှာလဲစားသုံးနေတာဒီဘကိုလေရောင်းချနိုင်တာမြမရိတ်ခါစပါးဆိုင်ကိုသာစားတဲ့ဘိုးတူအောင်လှုပ်ဆောင်ကြိုးပမ်းရရမှာမြေဧရိယာတိုးချဲ့ကစိုက်ကြပြိုးကြပါသီးနှံစပါးတွေစိုက်ပြိုးပါတိုးချဲ့လို့သာစိုက်ပြိုးပါလမိုင်းစနစ်နဲ့စိုက်ကြပြိုးရပါဒေသထွန်းတို့တိုးအောင်စနစ်မျိုးမျိုးနဲ့စိုက်ပြိုးကြရင်သာမြမပြည်တော်မှာရွှေရောင်သွမ်းကစပါးပုံတွေတလိုင်းတိုင်းပါဆန်လက်ကြီးတွေတမြိုင်မြိုင်သာနိုင်ငံတော်မှာတို့တလောင်စားပါနိုင်ငံသားတို့ပင်